သူထားအောင်မှလည်းဆိုးတာပေါ့လေဘာလို့ဆိုအတက်ကကွာတော့သူကဒီချိန်မှာအရင်နှုတ်ပြိုနေတယ်လူငယ်လေးဖြစ်နေတာပေါ့ဒါပေမဲ့လည်းထားမတော့ဆိုတော့ယုံပါတယ်ဘာလို့ဖြစ်ထားမတော့ဆိုပေမဲ့လည်းဟိုကိုယောက်ျားအတွက်ပေါ့နော်ကိုယောက်ျားအမြင်မှာကိုလှစေချင်တာကိုလှနေရလို့မြင်စေချင်တာအဲ့မလို့လှအောင်မနေပါနဲ့ အများလှနေရပါပဲမျက်လုံးထဲပါအများလှနေရပါပဲမျိုးမျိုးတိုက်ခဲကြရှိတယ်သူဆိုလို့ရှိရင်လည်းဒါအသက်ကြီးရောကျွန်တော်ကသူ့ကိုပြစ်သွားမယ်လို့ပေါ့နော်အဲ့လိုမျိုးအောင်မြင်လာလို့ရှေ့ပါဖြစ်မယ်လို့အဓိကကျတော့ကျွန်တော်တို့စိတ်နဲ့ပဲသက်ဆိုင်ပါတယ်လူတယောက်ကလေဒီလူတယောက်ပေါ်ကိုယ်ကြီးချစ်တယ်ဒီလူတယောက်ပေါ်ကိုယ်ကြီးဟိုနှစ်ကကာပေါ့နော်နှစ်ကကာချစ်တယ်ဆိုလို့ရှိရင်အမြဲတမ်းတယောက်ရင်တယောက်ကဟိုနားလည်မှုနဲ့သစ္စာရှိမှုနဲ့ရှိဆက်ရပါပဲဘယ်လိုမျိုးတိုက်ခံနေဘယ်လိုပဲပြောဟိုအချီယိုဆိုလို့ရှိရင်လည်းဒါကွဲသွားကြ relationship တွေဆိုလို့ရှိရင်လည်းဟိုသူကနားယောင်ပြီးတော့ဗောနော်ပြောကြလို့ဆိုတော့အဓိကဒီလူတယောက်ကိုယုံကြည်ရဲဆိုလို့ရှိရင်ဒီလူတယောက်နဲ့ကိုရှေ့ဆက်မယ်ဆိုလို့ရှိရင်ယုံကြည်မှုပြည့်ပေါ့နော်သူ့ကိုလည်းမကောင်းပြောကြရရှိမယ်သူ့ကိုတရားသူ့ထက်သူကတည်မှာလဲအဲ့လိုမျိုးပေါ့သူ့ကိုတရားမေးရဲပြီးတော့ကြပြန်ပြီးတော့ဒါမဟုတ်တဲ့အဟာကိုပြန်ပြီးတော့ညှိယူကြတယ်အဲ့လိုမျိုးရှေ့ဆက်ရတော့အရာတိုင်းအမြင်နေမှာပါစဉ်းစားပြီးတော့ကြားဆက်ဆိုင်ချင်းလေးတစ်ပုံနဲ့မမအောင်ကြည့်ပြီးတော့ဒါဆုံးသက်ပေးလိုက်ပါဆက်ဆက်ရတဲ့ပုံနဲ့ရင်ထဲမှာမိန်မရှိတယ်ညတိုင်းမှာမိန်ပဲအရှိန်နေလေမိန်ကိုယူအဝတ်ကူလုံးမိန်ပဲဆိုယူစိတ်ကူးရဲ့နှမ်းများနေအိမ်မထဲတော့ဆုံးမေအပေါ်မပြောပါကလေးလေးရဲ့အမောင်ရင်ထဲမှာမိန်ကိုချစ်တယ်ကျေးဇူးပါကျေးဇူးပါရှင်ဥယျာဉ်မူကောင်းတော့လဲရှင်တန်ရတဲ့အပေလေးကအဲ့လိုပြန်ပြီးတော့ပွင့်လန်းလာပါလမ်းဆောင်ပါဥယျာဉ်မူလေးอ่ะအာဒါဒီကုန်းနဲ့တက်တာအားလုံးသိချင်နေရအပြေပါပဲရမ်းပြောရပါတယ်ကျွန်တော်ဘဝမှာပေါ့နော်အဲ့လိုမျိုးအခုချိန်မှာအဲ့လိုမျိုးပျော်ရွှင်မှုအစစ်မှန်ဆိုခံစားခဲ့ရပါအကုန်လုံးချစ်တာကျွန်တော်အဲ့လိုလဲကြနေချိန်မှာအဲ့လိုမျိုးအိမ်မှာခဲတဲ့လက်တော်ပေါ့ကျွန်တော်လဲကြတယ်ကျွန်တော်ဆောက်လိုက်ရပါတော့စီးပွားရောလူမှုရေးရောအကုန်လုံးတိုက်ခိုက်တွေရောအကုန်လုံးကိုထိုးချကြတဲ့အချိန်မှာကျွန်တော်အဲ့လိုမျိုးဘဝလုံးဝနေမကောင်းနေလည်းဖြစ်ပြီးတော့ဗျာရှော့တွေလည်းဖြစ်ပြီးတော့အဲ့လိုမျိုးလုံးဝဘယ်ပြောမလဲအရန်အဲ့ဒီခံစားကြအဲ့ဒီကိန်းလည်းဘယ်လိုပြောမလဲပြောရတော့ငိုချင်တယ်တော့မနော်အဲ့လိုမျိုးခံစားရတဲ့အချိန်မှာဟိုပေးမခဲ့တဲ့လက်လေးတစ်စုံပါအဲ့ဒီကနေကိုအရာရာကြောင်းနေတယ်ပြောလို့ရပါတယ်အခုဒါအသက်တွေပဲလေနော်အဓိကတော့ကိုရန်တက်ဖို့တာပဲချင်းမြတ်တော့လို့ပါပဲသူ့စီကဘာရိုက်လို့စိမ်မှမရှိ